Microsoft Word Lesson 3မှာဒီဇာတ်ဒီလိုဇာတ်လေးတွေဆွဲတာသင်ပေးမယ်နော်အဲ့ဆိုရင်ဒီဇာတ်လေးကိုစမ်းဆွဲကြည့်မယ်ကျတော့ဒီမှာဆိုရင်ဒါကကြတော့ column လို့ခေါ်တယ်ဒီရှေ့လိုက် column ဘယ်နှခုလဲ1 2 3 4 5 6ခုနော်ဒါကြတော့ row လို့ခေါ်တယ်နော်ဒါကြီးက row လို့ခေါ်တယ် row က1 2 3 4 5 6 9ခုနော်9ခု column က6ခုပေါ့နော်အဲ့ဆိုရင်table ဆွဲမယ်ဆိုရင်အရင်ဆုံး insert tab ကိုသွားမယ် insert tab ကနေ table ကိုသွားမယ်ပြီးရင်ဒီမှာဒီကနေသွားလဲရရင်နော်ဒါဆိုရင်column က6ခု6ပေါ့နော်အပေါ်မှာကဏ္ဍလေးပေါ်ပြီးတာနော်ဒီပေါ်မှာကဏ္ဍလေးပေါ်တာတယ်နော်ဒါဆိုရင် column 6ခု row ကဘယ်နှခုလဲ9ခု9ပြရမယ်နော်အဲ့ဆိုရင်ရပြီနော်ဒါဆိုရင်ဇာတ်တစ်ခုရပြီအဲ့လိုမှမသွားခြင်းဘူးဆိုရင်လေဒီမှာ insert table ဆိုတာလေးနှိပ်လိုက်မယ်အဲ့မှာကဏ္ဍရိုက်ထည့်လိုက်ရရင်နော်အဲ့မှာ column က6ခု row က9ခုဟုတ်တယ်နော် okay နေလိုက်ရင်လေသူကဒီလိုကြတာပြီးသွားရင်ဒီမှာစာရိုက်မယ်ပေါ့နော်စာရိုက်မယ်ဒီမှာဒါဆိုရင် castle နော် castle ကဒုတိယကွက်မှာနော်ဒါဆိုရင် castle နော် castle အဲဆိုရင်ဒီမှာစာလေးတွေရိုက်လိုက်မယ်ပြီးတော့ရင်ဒီချက်ကတော့နော်ဟိုနံပါတ်တွေတူတိုင်းလိုက်မြိုက်တော့နော်အစင်းမြောက်ထည့်လိုက်တော့ကြာမှာဆိုလို့လေဒီမှာကြာရင်သူက20ပြီးသွားရင် keyboard ပေါ်ကတက်ကြီးနဲ့သွားလို့ရရင်နော်တက်ကြီးနဲ့သွားမယ်18ပြီးရင်တက်ကိုနှိပ်မယ်24ပြီးရင်တက်ကိုနှိပ်မယ်22တက်ကိုနှိပ်မယ်20ပေါ့နော်အဲ့ဒါပြီးတော့ရင်ချားမရိုက်တော့ copy ပဲခိုးလိုက်တော့မယ်နော်ဒီ column ဆက်လက်မှတ်လိုက်မယ် column ဆက်လက်မှတ်ပြီးတော့ copy ကူးမယ်နော်lesson 1မှာတော့ copy က home ကနေပြီးတော့မှဒီ copy ကိုနှိပ်ရနော် copy ကိုနှိပ်တယ်ပြီးရင်ကိုချခြင်းတဲ့နေရာမှာတစ်ချက်နှိပ်ပြီးရင် paste ကိုနှိပ်တယ်နော်အဲ့လိုဒီချက်ကတော့အခုကတော့ shortcut ကိန်းနဲ့သွားမယ်နော်အကုန်လုံးဆက်လက်မှတ်လိုက်မယ် keyboard က control ကိုဖြီးရမယ် C ကိုနှိပ်မယ် copy ပေးချမယ်ဒီမှာချမယ် keyboard က control နှိပ်ထားမယ် V ကိုနှိပ်မယ်နော် V ကိုနှိပ်မယ်နော်အဲ့လိုနည်းနဲ့ပဲသွားမယ်နော် control V ပေးချလိုက်ပြီနော် copy ကူထားတာဒါဆိုရင်ပြည့်သွားပြီနော်ပြီးတော့ဒါဆိုဇာတ်လေးရပြီဒီဇာတ်ကကြာတော့ပေါင်းချင်းဒီမှာကတော့ပြည့်ပြည့်ဖြစ်နေရအဲ့ဆိုရင်တို့ရေနည်းနည်းကျင်းမယ်ပေါ့နော်ဆိုရင်ကျင်းမယ်ဆိုရင်ခြေတော့ဒီလိုကျင်းလို့ရတယ်နော်ဒီလိုကျင်းလို့ရတယ်ဒီနားမှာဒီလိုလေးထောက်လိုက်မနှိပ်ပဲနဲ့ဒီနားလေးသွားကြည့်လိုက်သွားပြီးတော့မှမြားလေးဒီလိုလေးပြမယ်ဆိုရင်ဒီလိုမျိုးကျင်းလိုက်ပါနော်ရပြီကျင်းလိုက်ပြီးပါရင်တစ်ခုချင်းစီပဲကျင်းကျဲလို့ရနော်ဒီကွက်လေးကိုကျဲမယ်ဆိုရင်လည်းဒီနားလေးမှာထောက်လိုက်ဟိုဘက်ဒီဘက်မြားပြပြီဆိုရင်ဖိပြီးတော့ကျဲလိုက်လို့ရတယ်နော်တစ်ခုချင်းစီလုပ်လို့ရတယ်နည်းနည်းကျဲရပြီနော်အဲဆိုရင်ဒါဆိုရင်ဇာတ်ရပါတယ်နော်ဒီအပေါ်အောက်ကိုဆွဲပြီးမယ်နော်အဲဆိုရပြီပြီးသွားရင်သူကစာလေးတွေကဒီမှာအလဲပါ USC တို့ wave တို့ကဒီအလဲကောင်အလဲစံတာထားတာဆိုတော့အကုန်လုံးဒါတွေရောနော်အလဲဒီမှာနော်အကွက်ရဲ့အလဲဒီမှာဆိုရင်အကုန်လုံးကိုဆက်လက်မှတ်မယ်အကုန်လုံးဆက်လက်မှတ်မယ်ဆိုရင်ဒီအပေါ်ကဒီအပေါင်းလေးကိုတစ်ချက်နေလိုက်ဒါအကုန်လုံးဆက်လက်မှတ်ပြီးသွားရင်အလဲကောင်ညီထားမယ်နော်အလဲကောင်ညီထားမယ်ဆိုတော့ဒါဇာတ်ကိုအလဲကောင်ညီထားလိုက်ရနော်စာသားတွေအလဲကောင်ညီထားမယ်နော်စာသားတွေကိုဆက်လက်မှတ်မယ်ဒါလေးကိုနေလိုက်မယ်ဒါစာသားတွေအလဲကောင်ဒါဆိုရင်ဘယ်ပဲရောက်အောင်ဒါဆိုရင်ညပဲရောက်အောင်နော်အလဲကောင်ထားမယ်နော်ဒါဆိုရင်အလဲကောင်လေးကိုထားလိုက်ပြီပြီးတော့ရင်ဟွာပေါ့အယောင်ချဲရမှာနော်အယောင်ချဲမယ်ဆိုတော့ဒီ row ကိုဘာယောင်ချဲမလဲဆိုတော့ပန်းယောင်လေးချဲပါနော်ဒီ row ကိုဒီကျမဝိုက်ဆိုရင်အရှိပြင်သွားမှာနော်ဖြတ်မိသွားတော့ပါဆိုအရှိပြင်သွားဒါဆိုရင်အယောင်ချဲမယ်နော်ယောင်ချဲမယ်ဘာယောင်လေးချဲမယ်ပန်းယောင်လေးယူမယ်ပန်းယောင်ဒီမှာလည်းမိုးကလာမှာလည်းရှိရနော်ရောင်
ဒီနံလေးပန်းရောင်ပဲထားလိုက်ဒါဆိုရင်ပန်းရောင်ပေါ့ပန်းရောင်ပဲထားပါတော့နော်ကြည့်ချင်မချတော့ကြာမှာဆိုပန်းရောင်လေးအနုလေးထားမယ်ဒီဟာကိုကြတော့အရင်နေထားမယ်နော်ရောင်ချင်မယ်ဒါကြတော့မိုးကလာတဲ့ကအရင်လေးရှင်းလိုက်ပါနော်ဒီလိုမျိုးထားလိုက်မယ်နော်အဲဆိုရင်ရပြီနော်အဲဆိုရင်ရပြီပြီးရင်နောက်တစ်တန်းကိုအပေါ်အရောင်နေနော်ဒီပေါ်ရောင်နေထားမယ်ဒီမှာတခါလေးတော့အော်တိုဝင်ပြီးတော့ကိုရွေးထားတဲ့ခုနရွေးထားတဲ့ color recent color လေးမရှိဘူးအမိန်လေးရွေးမယ်နော်အမိန်လေးရွေးမယ်ဒီဟာလည်းတစ်ခွက်ကျော်စီအဲ့အရောင်လေးကိုနှိပ်လိုက်ရမယ်နော်နှိပ်လိုက်မယ်တစ်ခွက်ကျော်စီနှိပ်လိုက်မယ်အဲဆိုရင်ဒီဟာကျတော့ဒီအရောင်ရင်ပါနော်အရောင်ရင်လေးချင်မယ်ညလေးကိုနှိပ်မယ်ခုနအရောင်ရင်ကိုရွေးမယ်ပြီးရင်ဆက်လက်မှတ်ရောင်ရင်လေးချလိုက်မယ်ဒါဆိုရင်ရပြီနော်ဒါဆိုရင်ကြရပြီနော်ပြီးရင်ပြီးတော့ရင်သူနဲ့မတူတာရှိသေးရဲ့နော်သူနဲ့မတူတာရှိသေးရဲ့ဆိုတာကကြတော့ဒီစာသားလေးကိုလည်းကျဲလိုက်မှာစာကပဲဖြစ်နေနေချဲနော်တိတိပဲရပြီနော်အဲဆိုရင်ပြီးရင်တို့ရဲ့ဒီစာသားတွေကိုကြည့်လိုက်အပေါ်ရမယ်ဗျာသူ့ရဲ့ဟာမှာအလဲမှာလေဒီအပေါ်အောက်အလဲမှာသူကကြတော့ဒီအကွက်ရဲ့အလဲကောင်တက်တယ်မှာတို့ကအပေါ်နည်းနည်းရအောင်လေနော်တေချာအောင်တစ်ချက်ဒီလိုပြပေးပါဒီလားအပေါ်မှာကတ်နေစားလေးတဲ့ဒီစားလေးတွေအပေါ်မှာကတ်နေနော်သူ့မှာဆိုရင်ဒီအလဲကောင်မှာပဲရှိရနော်အဲဆိုရင်စားတွေကိုအကုန်လုံးဆက်လက်မှတ်မယ်အလဲကောင်ရွှေ့ရမယ်နော်ဒီအပေါ်အောက်အလဲကောင်ရွှေ့ရမယ်ဆိုရင်ဒီ၄ယောက်ကိုသားမယ်နော်၄ယောက်ကိုနှိမ့်မယ်ပြီးရင်ဒီမှာဒါကဘေးကိုရွှေ့ရတို့ကအလဲမှာထားမယ်နော်ကော်လန်ရဲ့အလဲမှာထားမယ်ပြီးသွားရင်အပေါ်အောက်အလဲဒါဆိုအောက်ကြပါပြီနော်ဒါလေးနော်ဒါဆိုရင်အောက်ရောက်သွားမယ်စာရဲ့သေးတာဒါတွေကဒီအကွက်ရဲ့အောက်ဆုံးရောက်အောင်အမှန်ကတော့အလဲမှာထားရမှာလေအဲဆိုရင်အလဲကောင်းယူမယ်နော်အဲဆိုရင်ဒါဆိုရင်တူပါပြီနော်ပြီးသွားရင်ခြေတစ်ခုပြချင်တာကြတော့ဒီမှာဒီအကွက်ဆိုရင်ဒီအကွက်ကိုဒီခြေကတစ်ခွက်ထဲပေါင်းချင်တာအဲ့လိုဆိုရင်ပေါင်းလို့ရတယ်ဒီနှစ်ခုကိုဆက်လက်မှတ်လိုက်မယ်ဆက်လက်မှတ်ပြီးတော့မှဒီနှစ်ကွက်ကိုတစ်ခွက်ထဲလှုပ်ချင်တယ်ဆိုရင်ဒီနှစ်ကွက်ကိုဆက်လက်မှတ်ပြီးဒီမှာမှတ်ဆဲဆိုတာရှိတယ်ဒါလေးနေနိုင်တစ်ခွက်ထဲဖြစ်သွားပြီနော်နှစ်ကွက်ပြန်လို့ခြင်းနေဆိုရင်တော့နောက်ပြန်သွားလိုက်ပါနော်ဒီလိုနောက်ပြန်သွားလိုက်နော်ဒါကိုတစ်ခွက်ထဲထားမယ်မှတ်ဆဲဟုတ်ပြီနော်အဲဆိုရင်ပြီးသွားရင်ဒီအလဲကကြတော့ဒီအကွက်ပေါ့နော်ဒီအကွက်ကိုဒီအကွက်ထဲမှာထပ်ပြီးတော့ဒီလိုမျိုးအကွက်အသေးလေးထပ်လို့ခြင်းနေဆိုရင်ဒီစပရစ်ဆဲနေလိုက်မယ်ဘယ်နှခုလို့ခြင်းလိုက်ပေါ့နော်၄ခုလို့ခြင်းနေဆိုရင် okay နေလိုက်ဒါဆိုရင်ဒီအကွက်ထဲမှာ1 2 3 4ခုပါနော်ဒါကြတော့အကွက်တွေတိုးတာပေါ့ဟိုမှာနောက်တစ်ခုထပ်ပြမယ်ဒီအကွက်လေးကိုနေလိုက်မယ်ဒီအကွက်ထဲမှာဘယ်နှကွက်လို့ခြင်းလဲကြည့်မယ်ခုနကသူကကော်လန်ကို၄လို့နေလိုက်တယ်နော်ကော်လန်စားဒီလိုထောင်ဒီလိုလေးနော်ဒီလိုထောင်လိုက်ကော်လန်၄ခုဖြစ်သွားတယ် row ကိုက row ၄ခုထားမယ် row ၄ခုထားမယ်နော်ဒါကို0ပဲထားမယ် row ဆိုတာဒီလိုလေးဖြစ်သွားမယ်နော်ဒီလိုရှည်လိုက်၄ခွက်ဖြစ်သွားဒါ1ဖြစ်ပါနော်ဒါဆိုရင်ဒီခွက်ထဲမှာဒါဆိုရင်၄ခွက်ပေါ့နော် row ၄ခုပါမယ် column ၄ခုပါမယ်နော်အဲ့လိုမျိုးလေးရမယ်ပြီးတော့မှဒီကျတော့ကဒီအပေါ်နှစ်ခွက်ကိုတီပဲတစ်ခုထားမယ်ဒီအောက်ကဟာကိုတီပဲတစ်ခုထားမယ်ခွဲထုတ်ချင်တာပေါ့နော်တီပဲနှစ်ခုခွဲထုတ်ချင်တယ်ဆိုရင်ဒါလေးနဲ့ခွဲလို့ရတယ်နော်ဆိုရင်ကျန်ဒါလေးကိုဆက်လက်မှတ်ပြီး separate ဒါလေးဆက်လက်မှတ်ပြီးတော့ခုနက၄ယောက်နော်၄ယောက်ထဲကနေသွားတာ separate ဆိုရင်ဒါဆို꿰ပါပြီနော်ဒါဆိုရင် table ကနှစ်ခုဖြစ်သွားပြီဒီမှာတစ်ခုဒီမှာတစ်ခုနော် table နှစ်ခုဖြစ်သွားပြီနော်အဲ့ဒါကကြတော့ဒီ table ဆွဲတဲ့ဟာပေါ့နော်ပြီးတော့ဒီ table ပေါ့နော်ဒီ table မှာနောက်ထပ်ဒီကဒီ row ရဲ့အောက်မှာနောက်တစ် row လိုချင်တယ်ဆိုရင်ဒါလေးကိုဆက်လက်မှတ်မယ်ပြီးတော့ရင်ဒီအောက်မှာတစ် row လိုချင်ရင် below ပေါ့နော် insert below ဆိုတာအောက်ဘက်ကိုတစ်ခွက်ထပ်တိုးပါနောက်တစ်ခွက်ဆိုရင်နောက်တစ်ချက်နေမယ်နောက်တစ်ခွက်ဆိုရင်နောက်တစ်ချက်နေမယ်နော်အဲ့လိုမှမဟုတ်ဘူးအပေါ်မှာတိုးချင်တယ်ဆိုရင်ဒီရဲ့အပေါ်မှာတိုးရင်ဒီ quad လေးကိုဆက်လက်မှတ်မယ်
ပတ်အပေါ်တူမှာနော်ဒါဆိုရင် तू ကအပေါ်တူရတာပေါ့နော်ပြီးသွားရင်ဒါဆိုရင်ညာဘက်ကိုတူမှာဥမာဒီကွက်လေးရဲ့ညာဘက်ကိုတစ်ခွက်ထပ်တူမယ်ဆိုရင်ဒီလိုတူတာပေါ့နော်တစ်ခွက်ထပ်ဒီဟာလေးတစ်ချက်စမ်းကြည့်နော်ဒီဘက်ကိုဖျက်ချင်တယ်ဆိုရင်နော်ဒီဟာကိုဆက်လက်မှတ်ပြီး delete နဲ့ delete တီးပဲပေါ့နော် delete တီးပြီးနေလိုက်ဒါလုံးဝပြတ်သွားပြီနော်အဲ့ဆိုရပြီနော်ပြီးရင်တစ်ချက်ပြအောင်ပြချင်သေးတယ်၄ယောက်တည်းနော်ပြီးသွားရင်ဒီ delete မှာဆိုရင်table တစ်ခုလုံးဖြစ်တာရှိရဲဒါမှမဟုတ် row တို့ column နဲ့ဖြစ်တာရှိရဲဒါဆိုရင် row ကိုဖြစ်တာဒါပြတ်သွားပြီခုနဆက်လက်မှတ်တယ် delete တွေက row ပြတ်သွားပြီ column ဖြစ်ချင်တယ်ဆိုရင်ဒီ column ဆက်လက်မှတ်မယ် delete တွေက column နော်ပြတ်သွားအဲ့လိုဖြစ်လို့ရတယ်နော်ဒါကတိုးတာဒါကဖြစ်တာနော်အကုန်လုံးဖြစ်ချင်တယ်ဆိုရင်တော့ဒါလေးဆက်လက်မှတ် delete တွေပဲနော် okay နော်အဲ့ဆိုရင်ဆွဲတက်ပြီနော်အားလုံးအဆင်ပြေကြပါစေနော်